ကဲဒါကမေရိုမယ်ရီမွေးဖွားတဲ့နေရာနော်မလို့ဒါကမယ်ရီရဲ့အိမ်ဖြစ်ပါတယ်လို့နော်မယ်ရီကို Virgin Mary ကဒီမှာမွေးဖွားခဲ့တာနော်ကဲဒီနေရာကိုကျမရောက်နေတယ်ဒါမယ်ရီရဲ့အိမ်နော်မယ်ရီကဖခင်တခင်ရဲ့စကားကို commitment လုပ်တယ်ဖခင်တခင်ရဲ့စကားကို तू နာခံတယ်နာခံတဲ့အခါမှာ तू ကောင်းကြီးဖြစ်တယ်သူ့ရဲ့အိမ်ကိုအခုခေါ်ပြမယ်နော် तू မွေးဖွားတဲ့နေရာလေးဖြစ်ပါတယ်လို့ကျမဆုတောင်းခဲ့တယ်မယ်ရီလိုပဲကျမအသက်တာမှာလည်းဖခင်တခင်ကိုရောစကားကိုဝန်ခံဖို့အတွက်ကျမဆုတောင်းတယ်ဒါလေးကမယ်ရီကျမတို့ရဲ့မိခင်ဖြစ်ပါတယ်လို့နော်မယ်ရီမွေးတာဒီနေရာမှာမွေးတာသူ့ရဲ့အိမ်ကိုကျမရောက်နေပါတယ်ဒါကမေရိုမယ်ရီ exactly ဒီမှာမွေးတာသူဒါကို church လုပ်ထားပါတယ်နော်မနော်ဒါမေရိုမယ်ရီရဲ့အိမ်ဖြစ်ပါတယ်လို့သူနေခဲ့တဲ့အိမ်မဟုတ်ဘူးနော်သူမွေးဖွားခဲ့တဲ့အိမ်ဒါမေရိုမွေးဖွားတဲ့နေရာပါနော်အပေါ်မှာနော်ကျန်းစာနော်သူရဲ့နေရာလေးဖြစ်ပါလေဟိုမှာကျန်းစာရှိရနော်ဒါလေးကသူ့ရဲ့ကျန်းစာမေတော်မယ်ရီရဲ့အိမ်ပါဒါနော်မေတော်မယ်ရီရဲ့အိမ်ပါလို့သူ့ဒီနေရာမှာမွေးဖွားခဲ့တယ်နော်ကဲဒါလေးမေတော်ရဲ့အိမ်ကိုရောက်နေပါတယ်ကျမHallelujah, hallelujah, 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 hallelujah.မေတော်ရဲ့အိမ်နော် Hallelujah ဒါမေတော်မယ်ရီရဲ့အိမ်ပါနော် Hallelujah Praise the Lord Hallelujahယေရှုခရစ်တော်ရဲ့မိခင်မွေးတဲ့နေရာနော်ဒါယေရှုခရစ်တော်ရဲ့မိခင်ရဲ့နေရာနော်။နောက်ဒီကဘာဘာနာအလူမယ်ရီကကနိုဂရမဟုတ်တယ်ဒါမယ်ရီရဲ့မိခင်ပါလို့နော်မယ်ရီမွေးဖွားတဲ့နေရာဒါအောက်ကမယ်ရီအပေါ်ကမယ်ရီရဲ့မေတော်မယ်ရီရဲ့အမေနော်ဒီမှာ history အကုန်ရေးထားတယ်နော်
ဒါမေတော်အိမ်ပြီးရင်ကျမတို့ဘေတနိရေအိုင်ကိုသွားမယ်နော်သခင်ယေရှုက38နှစ်လုံးအနာရောဂါရှိနေတဲ့အမျိုးသားအိုး तू ကဒီရေကန်ကိုကောင်းကင်တမန်လာလောက်တာကို तू စောင့်နေတယ်အဲ့ချိန်မှာသခင်ယေရှုကတွေ့တယ်သူ့စီလာတယ်ဟာသခင်ကဘာပြောလဲဆိုရင်အဲ့ဒီအချိန်မှာပေါ့နော်နေ healing ဖြစ်ချင်နေအနာငြိမ်းချင်လာတဲ့ तू reason နေပေးတယ်ကိုတော့ကျွန်တော်ကိုဘယ်သူမှကူမဲ့လူမရှိဘူးကောင်းကင်တမန်ရေလောက်တဲ့အခါမှာသူများတွေအရင်ရောက်တယ်ကျွန်တော်မရောက်ဘူးသူအဲ့လိုပြောတဲ့အခါမှာသခင်ယေရှုကသူ့ကိုဘာပြောနေအနာငြိမ်းချင်လာတဲ့အဲ့ချိန်မှာသူမျက်ရည်ကျတဲ့အခါမှာသခင်ယေရှုက38နှစ်လုံးအနာဆွဲတဲ့သူကိုအနာရောโอเค38နှစ်လုံးအနာဆွဲတဲ့သူကိုသခင်ယေရှုကဒီမှာအနာငြိမ်းပေးတဲ့နေရာဖြစ်ပါတယ်လို့နော်ဒါလေးကတော့โอเค38နှစ်လုံးအနာယောဂဆွဲတဲ့သူဒီရေအိုင်လေးပေါ့နော်အရင်တော့ဒီနေရာကအဲ့ဒီရေအိုင်လေးဖြစ်ပါတယ်နော်သခင်ယေရှုခရစ်တော်ဖခင်ကအနာငြိမ်းပေးတာဖြစ်တယ်ဒီနေရာလေးနော်